ကောဇာတရီ1389ခုနှစ်အဆုံးလာဇန်9ရက်ကြာသပတေးနေ့တရက်5လ2025မလေးရှားနိုင်ငံပြည်နယ်မြို့ဗောဓိဟကျောင်းဣတာကြီးမှာပြုလုပ်ကျင်းပအပ်သောမဟာဝိပဿနာအလုပ်ပေးတရားစခန်းပွဲကြီးရဲ့6ရက်မြောက်တဲ့နေ့နာနဲ့8နာရီမှာဝိပဿနာရှုနိမှုသေစီတတိယပိုင်းတရားတော်တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုပူဇော်ကြရအောင်ကိုယ်လုံးဆိုကြရအောင်နမောတတ္တ3ကအရဟတောလူမင်းနာမင်းပြမမင်းတို့ဤဝဆင်းကိုရောပူဇော်ထုကိုခံတော်မူတိုက်ပေထသောသမ္မာသမ္ဗုဒ္ဓသာညေတံတရား၅ပါးနှင့်တကွခတ်သိမ်းသောတရားတို့ကိုဆရာမကုသေမုညံတော်မြတ်ဖြင့်ကိုယ်တော်တိုင်ထိုးတွင်၍တည်မြင်တော်မူပြီးထသောတသဗ္ဗကဝတောဘုံတော်6စုံတကူဂုံနှင့်ပြည့်စုံတော်မူပေထသောဘုံတော်အနန္တဉာဏ်တော်နန္ဒကံတော်နန္ဒစัจ java လာကဘာမြေမူဖြန်းဖြန်းကျိုးမြတကူတော်အနန္တနှင့်ပြည့်စုံတော်မူပေထသောထိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပိတော်သည်မြတ်ဘုရားတပိတော်တို့သည်နမောနမေနမမဣန္ဒလိပရုံလက်ကြံကုန်ဖြင့်ကြည်ုံညှို့ခိုက်အာယုံဆိုင်၍ဥတိုင်ညိုကျိုးလိုမြန်နှိုးလျက်ယုသေးစွာရှိခိုးတော်ပါ၏မြတ်စွာဘုရားတကိဏေဝမဟာရာဇတပိဟောတိတမဂမောသာနံသင်္ကတိပါဠိတိနာတပိဘဟုသင်္ကမောဧတေနသေစေနသောဝတိဟောတုတပိသူတော်ကောင်းတို့နှင့်တကိဏေဝတကိဏဧဝတစ်ချိန်တစ်ခါလောက်သာလျှင်သင်္ကမောတွေ့ဆုံရာပေါင်းသင်းလိုက်ရခြင်းသည်တာထုကောင်းမြတ်လှပါပေ၏သာသင်္ကတိထိုကဲ့သို့သူတော်ကောင်းတို့နှင့်တစ်ချိန်တစ်ခါလောက်တွေ့ဆုံရာပေါင်းသင်းလိုက်ရခြင်းသည်နံပုဂ္ဂလံထိုပုဂ္ဂိုလ်ကိုပါဠိတိအမြဲမပြတ်စောင့်ရှောက်၍နေပါပေ၏အတ္တပိမသူတော်တို့နှင့်ဘဟုအကျိန်များစွာသင်္ကမောတွေ့ဆုံရာပေါင်းသင်းရခြင်းသည်နပါဠိတိမစောင့်ရှောက်နိုင်ပါကြဟေတေနသစ္စေနဤသစ္စာစကားကြောင့်သုဝတိဟောတုယောဂီတို့နှင့်တကွလူနာမြမတ္တဝါအလုံးဘေးရန်ကင်းကွာချမ်းသာချမ်းသာကြပါစေကုန်သတည်းသဗ္ဗေရေဝသမသေတသဗ္ဗေကိုပေထတန္တဝံတတံတရမမေညာယတေယောဟောတိနပါပိယောဟေတေနသစ္စေနသုဝတိဟောတုတပိရိဝသူတော်ကောင်းတို့နှင့်သာလျှင်သမာသေထပေါင်းဖော်ရ၏တပိသူတော်ကောင်းတို့နှင့်တန်တော်ဝန်တို့သွားဒုလာဒုစာဒုနေမှုကိုကုတ်ပေထပြုရ၏တတံသူတော်ကောင်းတို့၏တတ္တမံသူတော်ကောင်းတရားကိုအညာယသိ၍အညာယမိမိစိတ်မှာကောင်းစွာအားထုတ်၍တည်တည်ရှိသောတေယောမြင့်မြတ်သည်ဟောတိဖြစ်၏ပါပိယောယုမာတိနာဟောတိမဖြစ်ပါပေဧတေနသစ္စေနဤသစ္စာတကားကြောင့်သောဝတိဟောတုကဘာတဝမ်းမှာရှိတဲ့ယောဂီတွေအားလုံးလင်းမြန်စွာတရားဓုတရားမြတ်တွေရကြပါစေကုန်သတည်းတပိရေဝတမတိထတပိကုပိထတန္တဝံ
Tadam Dharma Minya Taba Dokha Pamozati Itina Tisa Vizina Buddha Dadana Siran Dadu Tabiriva Duro Gondo Nina Lindma Dita Pompoyai Tabiduro Gono Nintando Dudwa Dula Dusa Dunimu Kobita Buyai Tadam Duro Gono Itadam and Duro Gondiago Inyaya Diwe Inyaya Mimi Sema Gondwa Ato Ye Arhatapo Bauti Bini Shido Taba Doka Lonzo no Wusin Bidoka Bondoma Pamozati Kiloya Babi Edina Tisina Itisa the Gaja Buddha Dadana Damanda Muda Tabinu Myaswabiai Soma Danana Romia Jidi Sirang Aromaga Nepomia Zwa Data Ne Dinchi La Dinchi Tonto the Gado Tonlin Taupa Ti Dam Pian Boan Naimazi Dri Sujaya Vibhadana Nyansura Peha Shuyue Piedani Swelanaya Makana Mandwa Shuyue Piedadi Pechunga Tukana Pekha Shuyabadani Maswebuya Pisema Mandwa Shuyabadani Pikai Meshu Yonazu Swemu Wenyauti Yere Kaune Magane Tege Tindati Pidai Mashu Yonazu Swemu Kimbyauti Mamye Sinye Tabobe Nyane Shinodi Swemu Kimbya Melampa Sayao Nibambi Vibhadana Shuni Mudesi Ten Sidhayami Jamyan Lin Halon Doya Vibhadana Nyansura Beha Shue Pidani Vibhadana Nyansura Yukti Nani Nisa Dukha Nadao Kana Nyaya Paimana Nandira Vibhadana Nyan Lukor Dasa Lubo Ledwe Lulu de Kama The body Adri Kana Guma Tinsha Pini the body Adri Mamere the boss, senior the boss, Sumia the body. By my name, did Nyang or Vibhadana Nyan Lukor. Arilo the body Adri, Pyong needed the boss, Sumia the boss, Nisa the body. By my name, the owner, Jidro Shimasi, share of Yaya, Boya Shumabar, Boya, so that Tinshaya. Tinshaya, so Agusarama Padalo. Where she appeared the knee swella, Naya, Nakana, Ubadano, I don't pity. Kanangaba, Jincho do Yunanaba. I Kanangaba Yunanaba, Shubar. Boya, so that Tinshaya. Boya, so that Babale. Tinshaya Sura Kanangaba Ubadanoe Ayun Soro Swellan Nine Kanangaba Deti Nele Swella Nine Dananele Swanalene Deti Danarone Swella Nine Kanangaba
စာလို့ပြောတော့ခန္ဓာ၅ပါးပေါ့တကယ်လက်တွေ့ရှုတဲ့အခါကျတော့သဘောတရားတွေပါပဲမြင်တဲ့သဘောတွေကြားတဲ့သဘောတွေနားတဲ့သဘောတွေစားတဲ့သဘောတွေထိတဲ့သဘောတွေသိတဲ့သဘောတွေခန္ဓာကိုယ်မှာလည်းလှုပ်ရှားတဲ့သဘောတွေမာတဲ့သဘောတွေပြောတဲ့သဘောတွေပူတဲ့သဘောတွေအေးတဲ့သဘောတွေယူစည်းတဲ့သဘောတွေဖွဲ့စည်းတဲ့သဘောတွေနှလုံးသားမှာလည်းစိတ်ကူးတဲ့သဘောတွေစဉ်းစားတဲ့သဘောတွေအဲ့ဒါတွေအကုန်လုံးဟာခန္ဓာ၅ပါးပဲဖောင်းနေပိန်နေဆိုတာလည်းခန္ဓာ၅ပါးပဲမြင်နေကြားနေဆိုတာလည်းခန္ဓာ၅ပါးပဲမြင်တာတို့ကြားတာတို့မြင်နဲ့မှတ်တယ်ကြားရင်ကြားတယ်မှတ်တယ်အကုန်ခန္ဓာ၅ပါးပဲဒါပေမဲ့ခန္ဓာ၅ပါးလုံးတော့မထင်ရှားဘူးဥဆောင်တဲ့တစ်ခုခုကထင်ရှားတယ်ရုပ်ထင်ရှားရင်ထင်ရှားတယ်နာမ်ထင်ရှားရင်ထင်ရှားတယ်အခုအစာပိုင်းမှာဥစားပင်မှားတာတော့ရုပ်ကိုဥစားပင်မှားအဲ့ဒါနဲ့ပတ်သက်လို့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကကမ္မထမ်းစာအုပ်ထဲမှာနိုမကွဲသေးတဲ့နွားလေးဟာမိခင်နမအယူကိုဆွဲသွားလို့ရှိရင်နိုမကွဲသေးတဲ့နွားလေးဟာအထူးခေါ်နေတယ်မလို့မိခင်တော့ကပ်ပါလာတာအဲ့ဒီလိုပဲခန္ဓာကိုယ်မှာထင်ရှားတဲ့ရုပ်တွေကိုသေချာရွှေ့မထင်ရှားတဲ့နာမ်တွေလည်းတဖြည်းဖြည်းသိသွားတာပဲထင်ရှားတာကိုဥသားပေးရှုရတယ်မထင်ရှားတာကိုမှန်းပြီးရှုနေဉာဏ်မဖြစ်ဘူးတော့ကာယ ानु ပဒနာကိုရှေ့ဆုံးကဟောထားတာအဲ့ဒါနွားမကြီးကိုဆွဲသွားရင်နွားလေးကအလိုလိုပါလာတာပဲတဲ့အထူးတလဲမောင်းနေတယ်မလို့အဲ့ဒီလိုပဲထင်ရှားရတို့ဓမ္မဆိုရင်တော့ဖောင်းနေပိန်နေပေါ့ဒါလည်းယုတ်တရားပါပဲအဲ့ဒီယုတ်တရားတွေကိုရှုမယ်ဆိုလို့ရှိရင်နောက်ကနာနဲ့ပတ်သက်တာတွေလည်းအကုန်လုံးတစ်ဖြည်းဖြည်းသိသွားတာဆွဲတဲ့နေရာငါးခန္ဓာမှန်သွားရှုပြီးဖြစ်တဲ့ဒီအကုန်လုံးမှာအဓိပ္ပာယ်ရှိတယ်မှန်သွားဆိုတာတမ္မာမှန်ကန်သွားအယူတော်မှကြည့်ပါလားတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာရှစ်ချက်ရှိတယ်မဂ်ခင်၈ပါးမှန်ကန်သွားကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးကမှန်ကန်ကောင်းမွန်စွာလို့ထည့်အဲ့တော့မှန်ကန်သွားသိရမယ်ဆိုတာဝိပဿနာရဲ့စီကံရမှန်ကန်တာဘာလဲဆိုတော့လှုပ်ရှုတာမဟုတ်ဘူးချုပ်ရှုတာမဟုတ်ဘူးဘယ်လိုရှုတာပါလဲစောင့်ရှုတာလှုပ်ရှုတာမဟုတ်ဘူးချုပ်ရှုတာမဟုတ်ဘူးစောင့်ရှုတာလှုပ်ရှုတာချုပ်ရှုတာကသမထစောင့်ပြီးတော့သူပေါ်တဲ့အတိုင်းနောက်ကလိုက်ရှုတာဝိပဿနာမှန်စွာဆိုတာအဲ့ဒါမှန်ကန်တာဝိပဿနာလုပ်တဲ့အခါမှာအလုံးမှန်ကန်သွားပေါ့လှုပ်လည်းမရှုနဲ့ပြင်းအောင်လို့မြန်အောင်လို့ကိုယ်ကမလုံးနဲ့သူ့ဘာသူနောက်ကျဖြစ်သွားလိမ့်မယ်အစာပိုင်းလို့မှတ်နိုင်အောင်ကြိုးစားဖို့လုံးမရှုနဲ့ချုံမရှုနဲ့မှန်ကန်သွားရှုမှန်ကန်သွားမနေ့ကကျေးဇူးတော်ရှင်တရမရန်ဒီဆရာတော်ဘုရားရဲ့အဆုံးအမပြောခဲ့သေးတယ်မှန်ပြီလားပညာတွေကိုခွာနိုင်သမျှခွာပါပရမတ်တွေကိုသိနိုင်သမျှသိအောင်ကြိုးစားပါအဲ့ဒီတွေအများကြီးမဟုတ်ပါဘူးသူတော်ကောင်းတို့ပါဠိတွေလည်းမပါပါဘူးအင်္ဂလိပ်လိုလည်းမဟုတ်ဘူးမြန်မာလိုပဲရိုးရိုးလေးပဲနဲ့တန်မိုးကတော့နိဗ္ဗာန်ထိရောက်နိုင်တယ်ဘုရားတို့စာမတတ်တဲ့သူတွေအတွက်ကတော့တန်ဖိုးမဖြတ်နိုင်ဘလို့မှတန်ဖိုးမဖြတ်နိုင်ဘူးတကယ်အလုံးလုံးလာရင်တကယ်အသုံးဝင်တာပဲအဲ့ဒါတွေပညာတွေကိုခွာနိုင်သမျှခွာပါပရမတ်တွေကိုသိနိုင်သမျှသိအောင်ကြိုးစားပါပရမတ်ပေါ်ညာရောက်ရင်အဲ့ဒါဝိပဿနာဉာဏ်နေဖြစ်တော့တာအဲ့ဒီအစတာပရမတ်ဆိုတာယုံနာမှာပဲသူတော်စာလို့ကတော့စိတ်စေတသိက်ယုံနိဗ္ဗာန်ပေါ့လေးမျိုးခုနမှာစတာယုံနာစတာပဲနိဗ္ဗာန်ထားလိုက်ကုန်ဝိကြံနေတယ်အယုံနာဆိုတာပရမတ်ပဲတမယောကြတော့ပထဝီအမြင်နေရတဲ့ယုတ်တွေသဘောတွေကလထိုင်နေတာယုတ်တွေပေါ့
တကယ်ရုပ်တဲ့ရှုပါမဲ့ရုပ်တဘောကပုံတဏ္ဍာမရှိဘူးရုပ်တဲ့ဆိုတာအကောင်းထဲကိုမရှိဘူးတစ္ဆာရီမျိုးတို့အနုမျိုးတို့ပရမဏုမျိုးတို့အဲ့လိုအမှုံတော်မရှိဘူးတဘောတက်ကရိယာတက်ကလေးပေါ့တတိလေးပေါ့မာရသဘောလေးကရိယာတက်ပြောတဲ့သဘောလေးပူတဲ့သဘောအေးတဲ့သဘောအဲ့ဒီလိုသဘောကိုရောက်အောင်ဥတေပါသဘောကိုရောက်အောင်ရှုနိုင်တယ်များရှုပါသဘောကိုရောက်အောင်စိတ်ညွတ်ပါစိတ်ညွတ်ပါဆိုတာအာယုံမောစိတ်ညွတ်ပေးတယ်ဆိုတာမဂ္ဂင်၈ပါးထဲမှာသမ္မာသင်္ကပ္ပသမ္မာသင်္ကပ္ပရိုးရိုးလေးပြောရင်တော့တွေးတယ်ပေါ့သင်္ကပ္ပဆိုတာအကြံပဲဝိတ္တဆိုတာလည်းပဲအကြံပဲတွေးတာပဲသူနေရာနဲ့သူသုံးတာပေါ့ဒီနေရာမှာကျတော့ရှောက်တွေးနေတာမဟုတ်ဘူးရှုတရားအာယုံဘောရှုတိစိတ်ကလေးကိုမရောက်ရောက်တင်ပို့ပေးတာသူ့အလုပ်သမ္မာသင်္ကပ္ပရဲ့အလုပ်ခန္ဓာဖွဲ့ရင်တော့သင်္ခါရခန္ဓာထဲမှာပါတာပေါ့စေတသိက်တွေအများကြီးပဲယောဂီတို့သိဖို့အမြန်မာလိုပါပဲရှုတရားအာယုံလေးပေါ်မှာရှုတိစိတ်ကောင်းကောင်းရောက်အောင်လို့တင်ပို့ပေးတာဥမာမျက်စိကောင်းကောင်းမမြင်တဲ့အဖိုးအဖွားအိုကိုငယ်ရွယ်တဲ့မြို့သားအမျိုးသမီးလေးကအဖွားအဖိုးတပတ်လျှောက်ဟိုမှာဟိုဘက်ကကြာကြီးနဲ့ဒါမျက်မှန်ကြီးအထူကြီးတက်ထားပဲနဲ့မမြင်ဘူးအသက်ကြီးလာတဲ့အခါကျတော့တပတ်လျှောက်ဟိုကကြိုက်ွက်ကြီးနဲ့အဲ့ဒါတွားမယ်နေရာဘေးကမြီးတို့တူမတို့ကနေလမ်းညွှန်ပေးတယ်တပတ်လျှောက်အဲ့ဒီလိုညွှန်ကြားပေးတာအဲ့ဒါဘာလဲဆိုတော့သမ္မာသင်္ကပ္ပအဲ့လိုလမ်းညွှန်ပေးတော့လမ်းတဲ့သွားတာပေါ့နောက်တစ်မျိုးဥမာပေးမယ်ဆိုလို့ရှိရင်အသက်အရွယ်ကြီးလာပြီချိုးလဲငယ်ငယ်နဲ့မျက်မှန်နေတက်ချိုးလဲအလှတတ်တာပေါ့လေဘုန်းတို့တတ်တာတော့မြင်းကိုမမြင်ရလို့ပုံမွားပြီးတော့ဘာမှဖတ်လို့မရလို့တက်အဲ့တော့မျက်မှန်တက်တယ်မျက်မှန်ကြောင့်မှန်ကန်မြင်ရတယ်မျက်စိကတော့မြင်တာပဲအသက်ကြီးတာတော့မျက်မှန်မပါရင်ကောင်းကောင်းမြင်ရပါမလားမုံမွားပေါ့စလုံးတွေတော့မြင်ရတာပဲဘာတွေရေးထားမှမသိစလုံးတွေကပူကပ်ပြီးတော့ဘာမှဖတ်လို့မရဘူးမျက်မှန်တက်လိုက်တဲ့အခါကျတော့မျက်မှန်မှန်ဘလို့ကြောင့်မို့ကြည်သွားတော့မြင်တာကတော့မျက်စိကမြင်တာပဲမျက်မှန်ရဲ့အကူအညီကြောင့်ထင်ရှားမြင်သွားတယ်မျက်စိဆိုတာကတမ္မာဒိဋ္ဌိနဲ့ဆိုင်တယ်အဲဒီမျက်မှန်ကတမ္မာသင်္ကပ္ပနဲ့ဆိုင်တယ်ရှုစရာအာယုံမောကိုတဲ့ရောက်အောင်တင်ပို့ပြီးတော့ရှုစရာအာယုံမောစိတ်ကလေးကတဲ့ရောက်သွားတော့ရှုပါမှတ်ပါများတော့ဖိုင်လည်းမဟုတ်ဘူးတင်မာလည်းမဟုတ်ဘူးပေါင်လည်းမဟုတ်ဘူးလှုပ်ရှားတဲ့သဘောတွေမာတဲ့သဘောတွေပြောတဲ့သဘောတွေပဲလို့သိသွားတော့အရှိကိုအရှိတိုင်းမှန်ကန်သိသွားရမရောက်ဘူးလားအဲ့လိုမှန်ကန်သိတာကိုသမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်သွားဒိဋ္ဌိမြင်တယ်ပေါ့မျက်လုံးလိုမြင်တာတော့မဟုတ်ဘူးသိတယ်ဒါပြောတာအဲ့လိုမှန်ကန်သိအောင်သမ္မာသင်္ကပ္ပကစိတ်ကလေးကိုရှုသိစိတ်ကလေးကိုရှုတရားအာယုံမောတင်ပို့ပြီတတိဝရိယနဲ့တင်ညာနဲ့မှတ်လဲမှတ်တယ်ရှုလဲရှုစိတ်တွေသူ့လို့နေကြတယ်စိတ်တွေစေတသိက်တွေပေါ့လေအကုန်လုံးပြောရင်နန္တေပညာတဆို53မှာသူဟာနဲ့သူ့လုံးနဲ့သူလုံးနေကြတယ်အဓိကတော့ဥဆောင်တာစိတ်ပေါ့စိတ်ကသိုံမသိတာပဲဘာညာတွေခွဲခြားမသိဘူးခွဲခြားသိတာသင်္ခါရခန္ဓာထဲမှာမျိုးစုံပဲခန္ဓာတာကြတော့ဝေဒနာကတတ္တသင်္ခါရခန္ဓာထဲမှာပါဘူးတင်ညာကတတ္တကျန်တာတွေကသင်္ခါရခန္ဓာထဲမှာခွဲခြားနဲ့ဒါကပူတဲ့သဘောဒါကအေးတဲ့သဘောပူတဲ့သဘောအေးတဲ့သဘောဟာရုပ်ပဲအဲ့ဒါကိုသိနေတာနာမည်
အဲ့ဒါတွေကပြောင်းနေတယ်မမြဲဘူးအဲ့လိုကွဲပြားခြားနာမှန်ကန်သိတာအမောဟဆိုတဲ့ပညာပဲပြောတော့ပညာလို့ပြောတာပေါ့စရိတ္တမှာသူ့အာမောဟလို့ခေါ်တယ်သင်္ခါရခန္ဓာထဲမှာပါတယ်အာမောဟစေတသိက်ကမြင်တယ်အဲ့လိုပညာဖြစ်ဖို့အတွက်ခုနတော့ကသမ္မာသင်္ကပ္ပနဲ့ခုနရှုသိတဲ့တတိလေးကရှေ့အလုံးလုံးရတယ်အလုံးလုံးနေတဲ့သူတို့ကသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာသတိသမာသမာဓိအရကာရကမဲ့က5ပါးလို့ခေါ်တယ်အလုံးသမား5ယောက်သမာဓိမဲ့က3ပါးနဲ့ပညာမဲ့က2ပါးပညာကောင်းအောင်မဖြစ်သေးဘူးတိယုံတော့ဝိညာဉ်သိလောက်ပဲရှိသေးတယ်တင်ညာသိဝိညာဉ်သိတင်ညာသိဝိညာဉ်သိပညာသိမရောက်သေးဘူးစမှာတင်ညာသိဆိုတာမှတ်တာပေါ့ဖောင်းရင်ဖောင်းနှမှတ်တယ်ပိန်နှမှတ်တယ်ဖောင်းတာပိန်တာပဲသိတယ်အဲတင်ညာသိတော့ဝိညာဉ်သိကြတော့သူ့ရဲ့နည်းနည်းပို့ပြီးတော့တိုးလာတယ်ဩလှုပ်ရှားတဲ့သဘောလေးပဲမာတဲ့သဘောလေးပဲအထိုက်လျောက်သိလာတယ်ကြာနာကွဲပြားမသိသေးဘူးဟောပညာသိကြတော့မှကြာနာကွဲပြားသိတယ်အဲ့တော့ပေါ်ရရှုမှတ်တယ်ဆိုတာဆွဲလန်းနိုင်ရဥပါဒณะခန္ဓာ5ပါးပဲစာလို့ပြောတော့ဥပါဒณะခန္ဓာ5ပါးပေါ့ရူပပါဒณะခန္ဓာဝေဒနုပါဒณะခန္ဓာရိုးလေးပြောရင်တော့တစ်ကောင်လုံးမှာမျက်နှာကြားတာတွေထင်ရှားတာမှတ်နေတာအဲ့ဒါအကုန်လုံးကဥပါဒณะခန္ဓာကြီးပဲအဲ့ဒါတွေကိုရှုမှတ်နေတာအဲ့လိုရှုမှတ်နေလို့ရှိရင်ဝိပဿနာဉာဏ်นี่ဖြစ်ပါလိမ့်မယ်တဲ့ဒါလို့ဆိုလိုပါတယ်ဆွဲလန်းနိုင်ရ5ခန္ဓာမှန်သွားရှု၍ဖြစ်တည်းဆွဲလန်းနိုင်ရ5ခန္ဓာဆိုတာပေါ်ရခန္ဓာတွေပဲမှန်စွာဆိုတာနည်းနည်းလေးတတိထားလုံးမရှုနဲ့ချုပ်မရှုနဲ့ဘယ်လိုရှုရမလဲစောင့်ရှုသူဖြစ်တာကိုဖြစ်တဲ့အတိုင်းစောင့်ရှုရသမထကြတော့လှုပ်ရှုရတယ်သမထကြတော့ကတိုင်းဝန်းတွေပါလေလှုပ်ရတယ်မျိုးသူဆိုင်ရာစိတ်ကူးပြီးတော့ရှုရတယ်အတုပပုံဖောပြီးတော့ပုံပေါ်အောင်ကိုစိတ်ကူးရှုရလှုပ်ရှုရတာချက်ချင်းကြီးအတုပကြီးကဘယ်မြင်မလဲရှုတာတော့မှတောင်းအောင်15ရဲ့တချို့မမြင်ပါဘူးမျိုးနောက်မှမြင်တော့လည်းပဲခဏလေးမြင်တာမမြင်တော့ကလည်းဘာတစ်ခုမှဆရာတော်ကြီးပို့နေဘာမှမမြင်ဘူးမမြင်တော့ပါဘူးနောက်မြင်တော့လည်းပဲအကုန်မြင်တော့တာပဲအဲ့တော့မှန်သွားရှုရပါသတည်းဆိုတာလုံးမရှုနဲ့ချုံမရှုနဲ့စောင့်ရှုအဲ့ဒါလေးတွေမှတ်ထားအလုံးလို့ဖို့ဥပါဒณะခန္ဓာဆိုတာအချို့ကလည်းပဲအမလီစာအုပ်ကြီးကိုလက်လေးလုံးလုံးရှိတယ်ဥပါဒณะခန္ဓာကိုချက်ရေးထားတာတောင်းအလုံးလုံးမဲ့လူကမျက်စိလဲပြီးဘာလို့မှမသိတော့ဥပါဒณะခန္ဓာဆိုတာတခါတည်းဟိုအာယုံနဲ့ဟိုဓမ္မယုံနဲ့တခါတည်းထင်းမြင်နေတဲ့ခန္ဓာမျိုးမှာဥပါဒณะခန္ဓာဆိုရေးချွတ်ထားရတော့အများကြီးပဲတချို့ကဒါကြောင့်မလို့မြတ်စွာဘုရားပြိဋိဘံစံသွားရင်ဖြည်းဖြည်းတရားစစ်တရားမှန်နေကွယ်သွားမှာအလုံးမလုံးဖဲနဲ့အပြောများတဲ့ပုံကိုယ်တွေကရှောက်ပြီးတော့ချက်ရတာနဲ့အဲ့ဒါဖြည်းဖြည်းနဲ့လိုရင်းမရောက်တော့ဘူးဘာလို့မှန်းကိုမသိတော့ဘူးတခါတည်းအဲ့လိုတွေဖြစ်မားတွေအဲ့တို့သွားပြီးရှင်ပြောဖို့ကလည်းတတ်ထားရတာလည်းအများကြီးပဲပြောဖို့မလွယ်ဘူးတကယ်လို့ထားမှသိတယ်ဒါကြတော့ဆရာတော်ဖျားကြီးတွေတန်ခါဝိနည်းဆရာခေါ်ရုံနဲ့မှဝိနည်းဆရာပယ်ပြစ်တာတွေတတ်သိတဲ့ဆရာတော်ဒီမှာပယ်နေတယ်တောင်းအလုံးလို့တော့သူတို့ပြန်ပြောလို့မရဘူးဥပါဒณะခန္ဓာဆိုတာဘာလဲသူတော်ကောင်းတို့ထင်ရှားရပေါ်ရရုပ်တည်နာနေပဲဒါပဲလိုရတော့ဒါပဲအရှိကြီးမဟုတ်သူတော်ကောင်းတို့မြင်နာကြားတာတွေမြင်နေကြားရင်ကြားတယ်မှတ်တယ်မလားအဲ့ရှုတရားမှတ်ရတဲ့ဥပါဒณะခန္ဓာကြီးပဲအကုန်လုံးဆွဲလန်းနိုင်ရ5ခန္ဓာဆိုတာဒိဋ္ဌိနဲ့လည်းဆွဲလန်းနိုင်တယ်တဏှာနဲ့လည်းဆွဲလန်းနိုင်ငါပဲသူပဲယောက်ျားပဲမိန်းမပဲထင်တာတက္ကဒိဋ္ဌိအဲ့ဒီထင်တာကြားလာတော့ရိုးတွင်းချင်းဒီခိုက်အောင်မဆွဲဘူးလားအဲ့ဒါကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်ဥမာကိုသားသမီးပဲ
ပညာအနေနဲ့ပြောတော့ဟုတ်တာပဲကိုယ်တိုင်မွေးထားတာကိုသားကိုသမီးပဲနှစ်တည်းကြာလာပြီဝိပဿနာလည်းမလုပ်ဘူးဆိုရင်30 40 50ဖြစ်လာပြီသားတွေသမီးတွေ50 60ဖြစ်တော့မှကိုယ်စိတ်ထဲမှာငယ်ငယ်လေးပဲအောင်မရငါသားငါသမီးပဲဆိုတာတကယ်ကိုယင်တဲ့အသေးထဲမှာဆွဲနေရုပ်တည်နာနေပဲအိဋ္ဌဒုက္ခပဲဆိုကြားတော့ကြားတာပဲနားမဝင်ဘူးငါသားပဲငါသမီးပဲဒါလိုပဲဆွဲနေအဲ့ဒီလိုသားသမီးလို့ထင်ပြီးဆွဲတာကိုဒိဋ္ဌုပါဒံထင်လွဲตาယာဆွဲနိုင်တာနှစ်ဖြာဥပါဒံထင်လွဲဆိုတာဒိဋ္ဌိကိုပြောတာตาယာဆိုတာတဏှာကိုပြောတာအထင်လွဲပြီးတော့လဲဆွဲလန်းနိုင်တယ်ตาယာပြီးတော့လဲဆွဲလန်းနိုင်ตาယာတယ်ဆိုတာကတော့အကုန်လုံးသိပြီးသားပဲဗျခင်မင်တွေ့တာတတ်မှတ်ပြီးတော့ဆွဲလန်းနေတယ်ဖိုးကြီးဘွားကြီးဖြစ်တာတော့မှပဲဆွဲလန်းနေတာပဲအဲ့လိုตาယာပြီးတော့ဆွဲလန်းတာတတ်မှတ်ပြီးတော့ဆွဲလန်းတာကြတော့တဏှုပါဒံလို့ခေါ်တယ်စာလို့ခုနကတော့အထင်လွဲပြီးတော့ဆွဲလန်းတာကိုဒိဋ္ဌုပါဒံစိတ်ထဲမှာตาယာတတ်မှတ်ပြီးတော့ဆွဲလန်းတာကိုတဏှုပါဒံဒီနှစ်ခုကတွဲနေတာပဲအထင်လွဲရင်ဆွဲလန်းမှုများတာဆွဲလန်းနေဆိုတဲ့တန်ရောစရိနဲ့မှာဒေါသလည်းပါတာမုန်းပြီးတော့လည်းဆွဲလန်းတာလည်းရှိတယ်ဒီညမှာတော့အဓိကတဏှာကိုအဓိကပြောတာသားတို့သမီးတို့ထင်တာကအထင်လွဲတာကြာတော့ဆွဲသွားတယ်အဲ့တော့ချစ်တာခင်တာမခွဲနိုင်မခွာနိုင်တာအဲ့ဒါကြတော့တဏှာဖြစ်သွားပြီတဏှုပါဒံဒိဋ္ဌိတဏှာကနေပြီးတော့ဒိဋ္ဌုပါဒံတဏှုပါဒံအဲ့လိုထင်လွဲပြီးတော့လဲဆွဲလန်းနိုင်တယ်ตาယာပြီးတော့လဲဆွဲလန်းနိုင်တယ်ဥမာသူတော်ကောင်းတို့လောကီမှာကိစ္စတွေအများကြီးပဲရေရစာတို့ပြတရာတို့ဒီနေ့ကပြတရာနဲ့တူတယ်စားကြအဖြစ်အမျိုးမျိုးပေါ့အဲ့ဒီလိုထင်လွဲတာလဲကြာတဲ့အခါကျတော့ဘလို့မှဖြောက်လို့မရတော့ပြတရာနဲ့ဆိုကြောက်ကူကြောက်ဝါယမိတ်တုဆိုလဲကြောက်ဆွဲလာအထင်လွဲပြီးတော့တခါတည်းဆွဲလန်းတာမျက်ခမ်းလုပ်တဲ့အပေါ်မှာဒါလိုက်ရမယ်အဲ့လိုလဲဆွဲတာပဲအဲ့ဆွဲနေတာအဲ့အဆွဲကြတဲ့အခါကျတော့အဲ့ဒီဆွဲလန်းမှုမပယ်နိုင်တော့အဲ့ဒီလိုထင်လွဲပြီးဆွဲလန်းတာကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်ตาယာမမောမှုနဲ့ဆွဲလန်းတာလေးလည်းအများကြီးပဲလူချင်းလည်းဆွဲလန်းတာပဲပစ္စည်းတွေလည်းမဆွဲလန်းဘူးလားဆွဲလန်းတာပဲကိုကြိုက်နေတဲ့အဖြူလေးကြိုက်တဲ့သူကလည်းအဖြူဆွဲလန်းတယ်အပြာကြိုက်တဲ့သူကလည်းအပြာဆွဲလန်းတယ်အနီကြိုက်တဲ့သူကလည်းအနီဆွဲလန်းတယ်ဒါအမျိုးမျိုးပဲကိုကြိုက်နေတဲ့ကြိုက်နေတဲ့ဆွဲလန်းညပထမတော့ရိုးရိုးตาယာတာနောက်ကြာတဲ့အခါကျတော့အယံကိုဆွဲသွားတာအဲ့ဒါကြောင့်တဏှုပါဒံဒိဋ္ဌုပါဒံတဏှုပါဒံတစ်ခုနဲ့တစ်ခုကျေးဇူးပြုနာအထင်လွဲရင်ตาရတာပဲအထင်လွဲနေတော့ตาရတဲ့ဘက်ရောက်သွားတယ်အဲ့ဒီတက္ကရာဒိဋ္ဌိမက္ခင်မိစ္ဆာဒိဋ္ဌိမဟုတ်ဘဲနဲ့တမ္မာဒိဋ္ဌိဖြစ်သွားပြီဆိုตาရမှုရှိတော်လည်းပဲတက်တာဝါတယ်လေးပုံတပုံယော့သွားတယ်သောတာပန်ဟာအိမ်တော်ပြုသေးတာပဲကာမရာဂရှိတယ်ตาရတယ်သို့တော်လည်းပုရုဇဉ်နေလို့အမတန်ကြီးကျယ်တဲ့ตาရမှုမျိုးမဟုတ်တော့တဏှာလေးပုံတပုံယော့သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒိဋ္ဌိကိုပယ်နိုင်လို့အထင်လွဲမှုကိုပယ်နိုင်လို့ရှိရင်ตาရမှုလည်းယော့သွားတယ်ဒါယုတ်တေနာနေပဲအနိစ္စဒုက္ခအနတ္တတွေပဲလောကောင်းတို့အခုကြားနာတဲ့ကိုယ်တိုင်လည်းအားထုတ်တယ်မဉ္ဇဉ်ဘုံဉဏ်ရသွားရင်အဲ့ဒီတက္ကရာဒိဋ္ဌိကိုအမြင့်ပြတ်ပယ်နိုင်တယ်အဲ့ဒါဆိုတဏှာလေးပုံတပုံယော့တော့လေးပုံတပုံပဲယော့တယ်သောတာပန်သုံးပုံကြံသေးတယ်အဲ့တော့အိမ်အောင်သားမွေးပြုတော့လည်းပဲ၅ပါးသီလလုံခြုံသွားတယ်တဏှာအာမကြီးတော့ကာမေတုမိစ္ဆာစာရကံလုံခြုံသွားတယ်ယတ္တိသာလည်းမတောက်တော့
ဒိဋ္ဌိကိုပယ်နိုင်တဲ့အတွက်ဒိဋ္ဌိပယ်တယ်ဆိုရဲဝိသိကိစ္စတို့သီလပရပရမာသတို့အကုန်ပါသွားတာအဲ့ဒီနေရာမှာထင်လွဲသာယာဆွဲနိုင်တာနှစ်ဖြာဥပါဒံအဲ့ဒါလေးဆိုကြည့်ပါထင်လွဲသာယာဆွဲနိုင်တာနှစ်ဖြာဥပါဒံထင်လွဲသာယာဆွဲနိုင်တာနှစ်ဖြာဥပါဒံထင်လွဲသာယာဆွဲနိုင်တာနှစ်ဖြာဥပါဒံဒါလေးတွေအတိုးကျုပ်ကလေးတွေပေါ်သိထားထင်လွဲတယ်ဆိုတာဒိဋ္ဌိကိုပြောတာသာယာဆိုတာတဏှာကိုပြောတာဒိဋ္ဌိနဲ့လည်းထင်လွဲပြီးတော့ဆွဲလန်းနိုင်တယ်တဏှာနဲ့လည်းပဲသာယာပြီးတော့ဆွဲလန်းနိုင်တယ်ဘာတွေကိုဆွဲလန်းမဲ့ထင်လဲသူတော်ကောင်းတို့စဉ်းစားကြည့်ရုပ်တည်နာနေပေါ့သူတော်ကောင်းတို့ဒီလောကလုံးမှာဒါပဲရှိတယ်မလားဝိပဿနာဆိုတာဉာဏ်ပညာပြဋ္ဌာန်းတယ်သူတော်ကောင်းတို့တမာတိမပြဋ္ဌာန်းဘူးတမာတိကအလုံးလုံးရင်းနဲ့တွဲပါသွားတာအဓိကပညာပြဋ္ဌာန်းတယ်မလုတ်ခင်เนี่ยပညာပရမခွဲသိရမယ်လုပ်ငန်းစဉ်ကိုကြာကြာနာနာသဘောပေါက်ရမယ်တွေ့ကြုံလာတဲ့အခက်အခဲတွေပြဿနာတွေကိုဘယ်လိုကျော်ရမယ်အဲ့ဒါပညာရေးပြဋ္ဌာန်းတာအလုံးလုံးတော့လည်းပဲတဏှာရဲစိုက်ပြီးတော့တမာတိကိုဦးစားပေးမလုပ်ဘူးအစလေးပဲမမတ်တက်ခင်တဏှာလောက်ဖောင်းနေပိန်းနေစပြီနောက်ပိုင်းကျတော့ပေါ်ရဦးစားပေးမှဘာလို့ပြောင်းသွားတာကိုသိစေချင်လို့ပြောင်းသွားတာကိုသိတာအနိစ္စ အနုပဒနာဉာဏ်ပဲအဲ့ဒီလိုဉာဏ်ပညာကိုဖြစ်စေချင်လို့စာလုံးရင်စရတာထွက်တဲ့ပညာကိုဦးစားပေးထားတာတဏှာရဲဆိုင်ပြီးတော့အပ္ပနာသမာဓိရှိသွားတာမဟုတ်ဝိပဿနာယာနိကအဲ့ဒါကြောင့်မလို့ဆွဲလန်းနိုင်ရငါးခန္ဓာမှန်သွားရှုရဖြစ်တည်းဆိုတော့ဘာနဲ့ဆွဲလန်းလဲဆိုတော့ဒိဋ္ဌိတဏှာနဲ့ဆွဲလန်းတာမြန်မာလိုပြောတော့ထင်လွဲပြီးဆွဲလန်းတယ်တာယာပြီးဆွဲလန်းတယ်အဲ့ဒါတည်းအခြားမဟုတ်ပါဘူးယုတ်တိဏ္ဏနေပါပဲတဲ့မြင်တာလဲယုတ်တိဏ္ဏနေပဲကြားတာလဲယုတ်တိမြင်တာတော့ယုတ်ပေါ့ဗျာမြင်သိသွားတာနာမ်ပေါ့အဲ့တော့မြင်တာကြားတာနာနာစားတာတွေအကုန်လုံးယုတ်တိဏ္ဏနေပဲအဲ့ဒါတွေကိုဘာလို့ရမလဲမှန်ကန်စွာရှုမှတ်ရမယ်ဘယ်လိုလုပ်ရမလဲမှန်ကန်စွာရှုမှတ်ရမယ်လုံးမရှုနဲ့ချုပ်မရှုနဲ့စောင့်ရှုဆိုတဲ့ပြစ္ဆုတ်ပံပါသွားတယ်လုံးရှုတယ်ဆိုအတိတ်တို့အနာဂတ်တို့ပြစ္ဆုတ်ပံတဲ့တဲ့ကိုစောင့်အခုပေါ်ကူရှုဟိုကတော့ပေါက်ကနေပြိုင်းများစောင့်ခုထွက်လာခုကောက်ငါ့ဟိုအဝေးသွားကောက်လို့မရဒီမှာစောင့်ဝင်လာတယ်သူကငါ့ကိုဖမ်းတာပဲပြိုင်းရစာအုပ်တွေမှာလို့ဥမာပေးပါတယ်ပြစ္ဆုတ်ပံတဲ့ပြီးတာကိုလည်းပဲသွားပြီးတော့အတိတ်ကိုလည်းပြန်တွေးမနေနဲ့ပြန်ဆွေးမနေနဲ့အနာဂတ်ကိုလည်းလှမ်းမျောပြီးတော့ตายမနေနဲ့တွေးမနေနဲ့ဆွေးမနေနဲ့အခုပြစ္ဆုတ်ပံအချိန်ကိုရအောင်ရှုမှတ်ပါအဲ့အတိတ်တွေအနာဂတ်တွေတွေးတာဘယ်နေရာမှာလဲဟိုနေ့ကပြောခဲ့တယ်တန်ဝေကနေရာမှာတွေးရဝိပဿနာရဲ့အခြေခံတန်ဝေကမလားသူတော်အောင်တန်ဝေကပါမှအာထုတ်ချင်တာမလားတန်ဝေကမရရင်အာထုတ်ချင်မှာမလားတန်ဝေကဆိုတာအပယ်လေးပါးကိုကြောက်တဲ့စိတ်ဉာဏ်ပေါ့တန္တရာကြီးကိုကြောက်တဲ့စိတ်ဉာဏ်အပယ်လေးပါးကိုကြောက်တဲ့ဉာဏ်တန္တရာကြီးကိုကြောက်တဲ့ဉာဏ်အဲ့ဒီဉာဏ်นี่အားကောင်းမှဝိပဿနာတန်ကြီးခံပြီးအာထုတ်နိုင်မှာပေါ့မကြောက်မရွံ့မှုပြောနေတယ်ဆိုရင်အာထုတ်ချင်မှာမလားမထုတ်ချင်ဘူးဟောပယ်လေးပါးကြာမှာကြောက်ဖို့ကောင်းတာပဲအချိန်မျိုးတည်နိုင်တယ်ကြာသွားရင်လူပြန်ဖြစ်ဖို့မလွယ်တော့ဂမ်ဗီရဉာဏ်နဲ့တွေးလို့ရှိရင်တံဝေကဉာဏ်ဖြစ်ပေါ်လာတယ်။အော်အချိန်မျိုးတည်နိုင်တာပဲကိုယ်ကိုသိမယ်လို့မထင်ဘူးသိမယ်လို့မထင်မဲ့ပြုံးတိုင်းနဲ့သိကုန်ညမဉဏ်ဖွညာမရသေးရင်စိတ်မချရဘူးအပယ်ကျသွားနိုင်တယ်။ဟောဒါကဩတ္တပတံဝေကလို့ခေါ်တယ်ပယ်လေးပါးကြာမှာကြောက်တာနောက်တစ်ခါတန္တရာကြောက်တယ်ဆိုတာလူတွေနတ်တွေဖြစ်တော်လဲပဲကုသိုလ်ကောင်းမှုကြောင့်လူနတ်ဖြစ်တော်လဲပဲအခုဘုရားတို့တော်အောင်လို့လူဖြစ်မနေဘူးလားလူဖြစ်နေပြီနဲ့ဒုက္ခတွေလွတ်ရလားဒုက္ခတွေအများကြီးဝိုင်းဝိုင်းလေရေပတ်လဲဝိုင်းရန်လေးရှိတော့ကုန်းမျိုးပါလို့ခေါ်ပါလိမ့်အဲ့ဒီလိုပဲ
ဒုက္ခပတ်လဲဝိုင်းရံနေတာအဲ့ဒါတတ္တဝါတွေပဲအမျိုးမျိုးဒုက္ခတွေပဲထင်ရှားတဲ့ဒုက္ခရောမထင်ရှားတဲ့ဒုက္ခရောကိုတရားအထုတ်နေနေလည်းပဲရင်ထဲမှာဒုက္ခတွေရှိတာပဲကိုယ်စီသူဟာနဲ့သူရှိကြတာလူတစ်ခုပုံမှုရတဲ့ဆယ်ကလေးဆိုတာအဲ့တော့လူတွေနတ်တွေဖြစ်တော်လည်းပဲဒုက္ခတွေများဘူးလားအဲ့ဒီလူတွေနတ်တွေတခါပြန်မိပယ်လေးပါလည်းမကြနိုင်ဘူးလားကြားနိုင်တယ်လို့နည်းနည်းနှလုံးသွင်းတာဂမ်မီရနည်းနည်းနှလုံးသွင်းတော့တန္တရာဘေးကိုကြောက်လာတာတန်ဝေကတန္တရာလေမဟုတ်ကြောက်တာကြတော့ညာနာတန်ဝေကလို့ခေါ်တယ်အဘယ်လေးပါးကြမှာကြောက်တာကဩတ္တပတန်ဝေကသန္တရာလေမှာကြောက်တာကညာနာတန်ဝေကဆိုတာကြောက်တာစိတ်တုတ်တရာတတန်ဝေကဆိုတာတရေကြောက်တာအဲ့ဒါမဟုတ်ဘူးတရေကြောက်တာမဟုတ်ဘူးအပယ်လေးပါးကြမှာကြောက်တာဩတ္တပတန်ဝေကသန္တရာလေမှာကြောက်တာညာနာတန်ဝေကအဲ့တန်ဝေကဉာဏ်ဒီပေါ်မှာအခြေခံပြီးတော့မှသီလသမารိပညာတွေဆက်ကြိုးစားတာအဲ့ဒီတန်ဝေကဉာဏ်မရှိလို့ရှိရင်လောကီစာတွေဘလောက်ပဲတတ်သာသနာပေါင်းပဲရောက်နေအဲ့ဒီတန်ဝေကဉာဏ်နဲ့မရှိရင်သီလသမารိပညာကိုကောင်းမလုပ်ချင်ဘူးလုပ်ရင်လည်းပဲကောက်ရိုးမီးပဲခဏပဲအများတန်းကြီးမလုပ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကြောက်မှမကြောက်တာကြောက်မှရှောင်တာလောကီမှာလည်းဒီလမ်းသွားရင်တခိုးတွေဓမြတွေရှိတယ်မကြောက်เสียကြီးပဲဆိုရင်ရှောင်တယ်မလားတော်အောင်လို့မကြောက်ဘူးကွာဘာဖြစ်ဆိုမရှောင်တော့တွေ့တယ်မလားအဲ့ဒါကြောင့်မလို့တန္တရာကြီးကိုဘေးလို့မြင်မှသန္တာရိဘယတော်ဧကတိတိဘိက္ခုတန်တရားကိုဘေးလို့မြင်မှနိဗ္ဗာန်ကိုရောက်အောင်ကြိုးစားခြင်းနဲ့စိတ်တွေဖြစ်ပေါ်တာအဲ့လိုတန်တရားကိုဘေးလို့မြင်တဲ့စိတ်ကိုတန်ဝေကဉာဏ်လို့ခေါ်တယ်ဉာဏတန်ဝေကအဲ့တန်ဝေကဉာဏ်နဲ့ခြေခံပြီးတော့ဆွဲလန်းနိုင်တဲ့ဒီခန္ဓာ၅ပါးရိုးရိုးလေးပြောရင်တော့ပေါ်ရထင်ရှားရတတိဥသိတဲ့စိတ်နဲ့စောင့်ရှုတာတတိထားဝရိယဆိုင်ပညာနဲ့စောင့်ရှုပညာချက်ချင်းမပါသေးပါဘူးတတိအတိနဲ့အတိနဲ့တွဲသွားတာပညာကောင်းမဖြစ်သေးဘူးသို့တော်လည်းပဲစာမှာတော့တတိတံမသိအမြဲရှင်းဆိုတာပညာပါခိုင်းတယ်ဒါလောဆိုတော့ပညာမထင်ရှားသေးဘူးသိရုံပဲဝิญဉ္ဇသိလောက်ပဲရှိသေးတယ်ပညာသိမလာသေးဘူးအစပိုင်းတော်ကောင်းလို့ဟုတ်လားကျိုးသားအားထုတ်လို့ရင့်ကျက်လာတဲ့အခါကျတော့သတိတံမသိဟောထားတဲ့အတိုင်းတတိပညာသတိရရှိရသွားတဲ့နောက်ကပညာလိုက်အကရှိရသွားတဲ့အချီရနောက်ကလိုက်တယ်တတိဆိုတာကရှုမှတ်နေတာပဲတင်ညာနဲ့တွဲပြီးတော့ဖောင်းနေပိန်နေထိုင်နေထိတယ်မြင်နေကြားရင်ကြားတယ်တတိဥသိပြီးတော့ရှုမှတ်နေတာမလားတော့မှတ်တာတော့တင်ညာပေါ့ဗျာတတိဆိုတာစူးစိုက်တဲ့သဘောတတိပဋ္ဌာန်တတိစိုက်ပဋ္ဌာနာထားတတိပဋ္ဌာနာစိုက်ထားရှုတရားအာယုပေါ်မှာစိတ်ကလေးစိုက်ခင်နဲ့ဖြစ်အောင်စိုက်ထားဟောနာပိဏစိတ်စိုက်ကမပ္ပါယောဂီများခုနတော်ကောင်းလို့ဆိုရတယ်မလားထိုင်နာထိတာစိတ်စိုက်ကမပ္ပါယောဂီများမြင်နာကြတာမပ္ပါယောဂီများနာရကျင်နာမပ္ပါယောဂီမှာစိတ်ဆိုင်ကစူးဆိုင်ကအတူတူပါပဲမပ္ပါယောဂီများစူးဆိုင်ပြီးတော့မှတ်ပါစူးဆိုင်ဆိုတာကတတိကိုပြောတာမှတ်ဆိုတာတင်ညာနာခန္ဓာတွေသူ့အနေနဲ့သူအလုံးလုံးသွားတာညီမလိုပြောတော့ရောသွားတာပေါ့ဒါပေမဲ့သဘောပေါက်အောင်ဒီလိုပဲပြောရတာတစ်ခုချင်းခွဲတာကတော့မြတ်စွာဘုရားတပ္ပညုတရွှေညာတော်ကြီးနဲ့ခွဲပြောတာဒါတော့အကုန်လုံးပယ်လိုက်နိုင်တယ်စူးစိုက်တာလို့စိတ်စိုက်တာလို့စူးစိုက်ကလေးရှုပါစူးစိုက်ကလေးရှုတာဟာရှုတရားအာယုံရဲ့သဘောကိုသိအောင်လို့ရှုတရားအာယုံမှာစိတ်ကလေးတီးနေအောင်ရှုတာမဟုတ်တီးနေဖို့ဥဒါပေးရှုတာသမထရှုတရားအာယုံကိုသဘောပေါက်အောင်သိအောင်ရှုတရားအာယုံရဲ့သဘောကဒါပါလားလို့သိအောင်ရှုတာကဝိပဿနာရှုတရားအာယုံကိုသိအောင်ရှုတာကဘာပါလဲဝိပဿနာဒါပေမဲ့ချက်ချင်းကြီးတော့မသိသေးဘူးဗောယောဂီတို့ကြာတော့မှသိတာပေါ့
ချက်ချင်းကြီးကတော့မှတ်နိုင်အောင်မမှတ်အောင်မှတ်ဖြစ်အောင်မှတ်တာဥသာပဲသိတာမသိတာထားလိုက်အောင်ဟောနောက်ကြတော့မှတ်နိုင်လာတဲ့အခါကျတော့မှမှတ်လဲမှတ်ပါကြည်လဲကြည်ပါဒါလေးတွေကအတိုးကျုပ်ကလေးတွေတော့လို့နှလုံးသွင်းထားကြစာလေးရေးထားကြမှတ်ယုံနဲ့မဟုတ်ဘူးကြည်လဲကြည်ပါသမထတော့မှတ်ယုံမယ်ဘုမဆိုတော့ပထဝီဓမ္မရင်ပြီးတာပဲနောက်တည်သွားမှာပဲမိဆိုလည်းမိသမုတ်တည်သောဂုံတော်ဆိုရင်လည်းသမထသဘောဆိုရင်ဂုံတော်အ내အိဗယ်တွေဆင်ញနာလဲကောင်းပါတယ်ဆရာတော်ကြီးတွေဟောထားတာဂုံတော်ကိုအမြဲတမ်းပေါ်တဲ့ခါတခါတော့အအိဗယ်ဆင်ញနာအကုန်လုံးကြီးအမြဲတမ်းပဲဆင်ញနိုင်မလဲတောက်လျှောက်ပွားအရံဘုဒ္ဓလို့သွားတီဖို့ပဲသူကတီသွားတော့သူဆိုင်ရာတမာတိနဲ့သူဆိုင်ရာပညာတွေဖြစ်ပေါ်တယ်ပညာနဲ့ပတ်သက်တဲ့ပညာတွေပေါ့ထူးထူးခြားခြားတမာတိတွေရတလားနလားလို့ရင်ဖြစ်တာပါပဲတကယ်ကြိုးစားလို့ရှင်အခုဝိပဿနာကြတော့အဲ့လိုမဟုတ်ဘူးဗရမအစလေးတော့မှတ်နိုင်အောင်ပဲမှတ်ဖြစ်အောင်ပဲကြိုးစားရတယ်ရင့်ကြလာတော့မှတ်နိုင်လာတဲ့အခါကျတော့မှတ်လဲမှတ်ပါကြည်လဲကြည်ပါဆိုတာသိအောင်လုပ်ခိုင်းတာမဖောင်းနဲ့ပိန်းနဲ့ဆိုဖောင်းနဲ့ပိန်းနဲ့ပထမဒီလိုမှတ်ကြည်လဲကြည်ပါဆိုတော့သေချာစူးစိုက်တဲ့အခါကျတော့တစ်ချက်တည်းမဟုတ်တော့ဘူးအနည်းဆုံး2ချက်3ချက်မရဘူးလားသူတော်ကောင်းတို့ဖောင်းပိန်းရှုမှတ်တဲ့သူတော်ကောင်းများအခု5ရက်ရလာပြီ6ရက်လောက်ရလာပြီတဖောင်းမှာ2ချက်လောက်မရဘူးလားမရရင်လည်းတိတ်ကလေးနေပေါ့ဗျာမရရင်လည်းနေမှချင်လည်းနေဒါတော့မတတ်နိုင်ဘူးလားအဲ့တော့တဖောင်းမှာအနည်းဆုံး2ချက်လောက်တော့ရတယ်ဖောင်းဆုံးလေအဲ့ဒီလိုအချက်တွေတိုးလာအောင်လို့မှတ်လဲမှတ်ပါကြည်လဲကြည်ပါအဲ့ဒီသဘောတရားလေးတွေပြောင်းနေတာသိအောင်လို့ကြည်ခိုင်းတာသူတော်ကောင်းဝမ်းပိုက်ပုံစံကြီးကိုမြင်အောင်လို့ကြည်ခိုင်းတာမဟုတ်ဘူးမျက်စိနဲ့ကြည်ခိုင်းတာပဂတိမျက်စိနဲ့ကြည်ခိုင်းတာမဟုတ်ဘူးဉာဏ်မျက်စိနဲ့ကြည်ခိုင်းတာသိအောင်ကိုယ်ခန္ဓာကိုယ်ပိုက်ကြည့်တော့ကိုသိတာဘောဘလို့ပဲဆိုတာအဲ့ဒါကပညာကြီးအဲ့ဒါဝိပဿနာဉာဏ်မဖြစ်ဘူးတို့ရှုရမှာသဘောခန္ဓာကိုရှုရအထေဒရက်ခန္ဓာကြီးကိုရှုရမှာမဟုတ်ဘူးသဘောရောက်အောင်ရှုရဒါကြောင့်မလို့မျက်စိပဲဖွင့်မျက်စိပဲပိတ်သဘောရောက်ပညာတွေကိုခွာနိုင်သမျှခွာပါပရမတ်တွေကိုသိနိုင်သမျှသိအောင်ကြိုးစားပါဖောင်းနေပိန်းနေဆိုတာလှုပ်ရှားတဲ့သဘောနောက်ပိုင်းကျရောက်သွားလိမ့်မယ်ခုလောက်ဆိုရောက်တဲ့မှာပြီလှုပ်ရှားတဲ့သဘောလေးရှေ့ဖောင်းလိုက်ရှေ့လှုပ်လိုက်နောက်လှုပ်လိုက်ရှေ့လှုပ်လိုက်နောက်လှုပ်လိုက်အဲ့ဒီသဘောလေးသိလာတယ်လှုပ်ရှားတဲ့သဘောလေးရဲ့မှတ်သိတဲ့သဘောလေးရဲ့သဘောတရားတွေသူ့လို့သူလုံးနေတာပဲပညာစလာဝိပဿနာစလာတဲ့ပညာစခန်းနဲ့တက်လာတာဘယ်နေမှာပါကြီးရှိတယ်ဘလို့ပဲအဲ့ဒါမဟုတ်ဘူးကိုယ်ခန္ဓာမှာရှိနေတဲ့သဘောတရားကိုကိုယ်တိုင်သိအောင်ခန္ဓာဉာဏ်ရောက်ခန္ဓာအစုပေါင်းရုပ်အစုပေါင်းနာမ်အစုပေါင်းရိုးလေးပြောရင်သဘောတွေအပေါ်ကိုဉာဏ်ရောက်ဆိုတာသေသေးချာချာသိတာဉာဏ်ရောက်တယ်ဆိုတာမမှန်ကန်ကန်သိတာသေသေးချာချာသိတာခန္ဓာကိုယ်မှာဉာဏ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါကျတော့ဖောင်းတဲ့ပိန်နဲ့မှတ်တဲ့အခါမှာလှုပ်ရှားတဲ့သဘောလေးရဲ့မှတ်သိတဲ့သဘောလေးရဲ့လှုပ်ရှားတဲ့သဘောလေးရဲ့မှတ်သိတဲ့သဘောလေးရဲ့လှုပ်ရှားတဲ့သဘောလေးရဲ့မှတ်သိတဲ့သဘောလေးရဲ့ဒီနှမျိုးပဲရှိပါလားလို့ထိုင်လျောက်မှားတယ်ကောတော့မသိနိုင်ဘူးလားတော်ကောင်းတော့အဲ့လိုသိတာအမှားသိလားအမှန်သိလားအမှန်သိဆိုတာတမ္မာဒိဋ္ဌိအဲ့ဒီကစတာပဲမှန်မှန်ကန်ကန်သိလာတာဆွဲလန်းနေရငါးခန္ဓာမှန်သွားရှုရဖြစ်တဲ့အလုံးလုံးဖို့တာအဲ့လိုရှုတဲ့အခါကျတော့မှန်သွားသိလာတော့အဲ့ဒါဘယ်အကျိုးငါရှုတာလဲနောက်ပိုက်ကဆိုကြည့်ပါလားဘယ်အကျိုးငါဒုက္ခနာဘေခာရှုရပါသည်နိမဆွဲဖို့ရာဖြစ်စေမှာမှန်သွားရှုရပါသည်တော်ပြီမဆွဲဖို့ရာတဲ့သိကောင်းတာပဲကျေးဇူးတော်ရှင်ရွှေတော်ဝန်ဆရာတော်ဖျားကြီးတို့ဘုရားတို့တရားနာတဲ့ခါမှာဆရာတော်ဖျားကြီးတရားနာတဲ့ခါမှာ
တခါတခါကျရင်သူကပါဠိဘာသာတွေကအရန်ကျွမ်းကျင်တာ哦ဆရာတော်ကြီးတွေကပါဠိရောလက်တွေ့ရောဆိုတော့ဒီစကလုံးတွေကသိကောင်းတာပဲစစ္ဆန္တိကဒုက္ခတကယ်ချမ်းသာစေချမ်းသာမှာသိကောင်းတာပဲဦးဇုံတို့လည်းဟိုတော့သဘောသိမပေါက်ဘူးကြားတော့ကြားနေရတယ်ဆရာတော်ကြီးဘာပြောနေလဲမသိဘူးကောင်းသဘောမပေါက်အခုလည်းနည်းနည်းပါးပါးသဘောပေါက်တာပါဆရာတော်ကြီးပဲမှီမလဲအဲ့ဒါသိကောင်းတယ်ဆိုတာဒီစာတတ်ထားတော့စာပေရဲ့တတ္တရတ္တပေါ့ပရိယတ္တိရဲ့အရာသာလဲပေါ်တယ်ကိုယ်တိုင်ကျင့်သုံးထားတော့ပฏิဝေဒအဲ့ဒီကျင့်သုံးထားလို့ရလာတဲ့တရားအရာသာနှစ်ခုပေါင်းစပ်ထားတယ်ဒီစကလုံးပေါ်မှာတရားကျင့်တဲ့သူကပိုးထင်ရှားတယ်အဲကြောင့်မလို့ကျေးဇူးတော်ရှင်မဟာသီဆရာတော်ဖျားကြီးတချို့စာပေတွေပါလေဘယ်နေရာမှာလူတယ်ဘယ်နေရာမှာမှားနေလို့ပြင်သွားတာကိုယ်တိုင်သိထားတဲ့အခါကျတော့ဆိုလိုရင်းသဘောကိုစာအုပ်ထဲမှာပါပဲနဲ့သိစာတတ်ထားတဲ့ဆရာတော်ကြီးဆိုတော့ပိုသိတာပေါ့ဆွဲလန်းနေရငါးခန္ဓာမှန်သွားရှုရဖြစ်တဲ့ဒီဘယ်ကျိုးငါထိုခန္ဓာဘယ်ခါရှုရပါသနည်းမဆွဲဖို့ရဖြစ်ဆဲမှာမဆွဲဖို့ရတဲ့သိကောင်းတယ်နော်ဆိုတော့ဟုတ်တယ်မလားတရားစဉ်းစားကြည့်ပါဆွဲလန်းလို့ဒုက္ခရောက်နာမလားလက်တွေ့ပဲမြတ်စွာဘုရားတရားတော်ကစိတ်ကူးရမုံလက်တွေ့ပဲတူတူကိုယ်တွေဆွဲလန်းလို့အဲ့ဒါဒုက္ခရောက်ကိုယ်ဒုက္ခကိုရှားနေတာမဆွဲလန်းရင်ဒုက္ခရောက်เสียမလို့ကိုယ့်ကိုတရားအလုပ်လုပ်နေပြီးရောအဲ့ဒါဆွဲလန်းတာနဲ့ပစ္စည်းဆွဲလန်းတာနဲ့လူဆွဲလန်းတာနဲ့အဲ့ဒီဆွဲလန်းမှုတွေကြောင့်ဒုက္ခတွေများဘူးလားဒါပဲနဲ့ဒုက္ခလို့မြင်ရလားရတော်လေခြင်းသဘောတော်ကြမှန်မှာတော့ဒုက္ခရတာကိုဒုက္ခကိုပဲသူများတွေမရဘူးငါမှရတယ်ဆိုတော့သဘောကြအဝိဇ္ဇာရဲ့သဘောပြောတာဟုတ်လားအဝိဇ္ဇာဆိုတာအမှန်ကိုအမှားအမှားကိုအမှန်မကောင်းတာကိုကောင်းတယ်လို့တဲ့ကောင်းတာကိုမကောင်းဘူးလို့ထင်တယ်ဒုက္ခကိုဒုက္ခလို့ထင်တယ်ဒုက္ခကြတော့ဒုက္ခလို့ထင်တယ်တော်ကောင်းတို့တကယ်တရားအားထုတ်နေရတရားရတဲ့တကယ်ချမ်းသာစေချမ်းသာမှနိဗ္ဗာန်ကိုပေးမဲ့ကုသိုလ်ကောင်းမှုအလုပ်တွေပဲဒါပဲနဲ့ပြင်းနေရကြီးပဲဘယ်ချက်ချင်းကြီးဘယ်ရနိုင်မှာပါရမီဖြစ်ဆိုတော်ပေါ့အဲ့တော့တကယ်ချမ်းသာကိုဆင်းရဲလို့ထင်တယ်ဆင်းရဲကြတော့ချမ်းသာတယ်လို့ထင်တယ်ဘယ်သူလက်ချက်ပါလိမ့်အဝိဇ္ဇာရဲ့လက်ချက်သူတော်ကောင်းတို့အမျိုးသားရဲ့အပြစ်လည်းမဟုတ်ဘူးအမျိုးသမီးရဲ့အပြစ်လည်းမဟုတ်ပရမတ်နဲ့မှာအမျိုးသားလည်းမရှိဘူးအမျိုးသမီးလည်းမရှိဘူးအဝိဇ္ဇာတဏ္ဍာရဲ့အပြစ်တွေကိုပြောတာဟုတ်လားအဲ့ဒီအဝိဇ္ဇာတဏ္ဍာကိုပါသွားအောင်ကုန်သွားအောင်လို့အဲ့ဒါမလို့ဆွဲလန်းနိုင်ရင်ဆွဲလန်းနေပြောက်အောင်လို့ဘယ်ကျိုးငါထိုခန္ဓာဘယ်ခါရှိရပဲမဆွဲဖို့ရဒိဋ္ဌိနဲ့လည်းမဆွဲဖို့တဏှာနဲ့လည်းမဆွဲဖို့အကြည့်အကျယ်မဆွဲလန်းဖို့အကြည့်အကျယ်မတတ်မဲ့ဖို့အဲ့ဒါရှုပါတဲ့လူချင်းဆွဲလန်းတာကိုထားလိုက်ပါတော့အကုန်လုံးသိပြီးသားပဲနောက်ဆွဲလန်းတာတွေရှိသေးတယ်သူတော်ကောင်းတို့လောကကြီးမှာစစ်တွေဖြစ်နေငါလူမျိုးငါဘာသာငါလူမျိုးငါဘာသာအကုန်လွှမ်းမိုးရမယ်အဲ့ဒါဒိဋ္ဌိဆွဲတယ်မလားတဏှာဆွဲတယ်မလားအဲ့လိုဆွဲလန်းတာနဲ့ပဲကိုကောင်းစားဖို့အတွက်အများကိုဒုက္ခပေးကြတယ်အဲ့ဒါတွေဖြောက်လို့မလွယ်တော့ဒိဋ္ဌိရစဒိဋ္ဌိဒိဋ္ဌုပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံအိန္ဒိယနိုင်ငံမှာဆိုလည်းပဲခုတည်းထိကိုရှိသေးတဲ့အမျိုးဆက်တွေခွဲတာယုံညာနဲ့အမျိုးဆိုလို့ရှိရင်လည်းအသားတောင်ထိလို့မရဘူးတရားဆွဲတာတွေဘာလို့ရှိတယ်ထိလို့တော့မရဘူးဇန်နေဇန်မြင့်ဒီလိုခွဲတယ်မလားတို့သာသနာပေါင်းရောက်တော့ဇန်နေဇန်မြင့်ရှိသေးရဲ့လားမရှိဘူးအကုန်လုံးဟာဘုရားသားတော်ကြီးပဲသားမဲအသားဖြူတရောင်းသားပဲဖြစ်တရားကျင့်တယ်လို့ရှင်တာသူတော်ကောင်းမယ်လောကကတော့အပေါ်ယံမဲ့အရိကကြီးကြတယ်အဲ့လိုဆွဲလန်းမှုတွေကြောင့်လူတွေကပฏิပက္ခတွေဖြစ်နေကြဒုက္ခတွေမဆုံးနိုင်ကိုကနိုင်လိုက်ကျုံးသွားတဲ့လူကတခါနောက်ဘဝကျတော့ပြန်နိုင်လိုက်ကြက်ဖြစ်လိုက်ကြောင်ဖြစ်လိုက်တမင်ဖြစ်လိုက်ကြားဖြစ်လိုက်လူဖြစ်လိုက်ဘလူးဖြစ်လိုက်အဲ့ဒီလိုအပြန်အလှန်နိုင်နေကြတာအဲ့ဒါဘာလဲဆိုတော့အဓိကလက်တရားအဲ့ဒိဋ္ဌိပဲငါသူအစွဲလန်းနေများတာအဲ့ဒီအစွဲလန်းနေကြောင့်
အဲ့ဒီဒိဋ္ဌိကနေတဏှာကိုအားပေးအဲ့တော့ဆွဲလန်းပြီးတော့တတ်မဲ့ပြီးတော့ဆွဲလန်းပြီးတော့တတ်မဲ့တတ်မဲ့တာအရန်ဆွဲလန်းတော့အထင်လွဲပြီးတော့ตาယာပြီးတော့ဆွဲလန်းကြတာအသာဆွဲလန်းလို့ရှိရင်လောဘဒေါသမောဟတွေအာကြီးလာတော့အာဟုတုဒုစရိုက်တွေအလွယ်တကူမဖြစ်နိုင်ဘူးလားအဲ့လိုဆိုရင်သေရင်ဘယ်ရောက်ဖို့များလဲအပယ်လေးပါးများတယ်အဲ့ဒီအပယ်လေးပါးတကားပိတ်အောင်လို့ကြောင်းလို့အဲ့ဒီဆွဲလန်းနိုင်တဲ့ငါးခန္ဓာကိုရှုပါအဲ့ဒီဆွဲမှုအဆွဲလန်းတွေယော့သွားအောင်ဆက်ဆိုကြည့်ပါဆွဲလန်းနိုင်ရငါးခန္ဓာမန္တရှု၍ဖြစ်တဲ့ဒီဘယ်အကျိုးငါထိုခန္ဓာဘယ်ခါရှုရပါသနည်းမဆွဲဖို့ရာဖြစ်စေမှာမန္တရှုရပါသတည်းဖြစ်ခိုက်မရှုယုံနံစုဆွဲမှုဝင်ရောက်သည်မြဲတဲ့ကောင်းတဲ့ငါကောင်းတဲ့တကယ်ထင်တတ်သည်အတော်ပြီတော်ဖြစ်ခိုက်မရှုယုံနံစုပြစ္ဆုတ်ပန်တဲ့မရှုဘူးဆိုရင်အလုံးလုံးတဲ့အခါမှာပြစ္ဆုတ်ပန်ရေးကြည့်တယ်နော်တော်ကောင်းအတိတ်တေအနာဂတ်တရားဘယ်နေရာမှာလောက်ရတာတံဝေကညာဖြစ်ဖို့အတွက်အတိတ်လည်းတွေးရတယ်အနာဂတ်လည်းတွေးရသူ့နေရာနဲ့သူသုံးရတယ်နေရာတကာကြီးပြစ္ဆုတ်ပန်လည်းလို့မရဘူးအတိတ်တုန်းကငါအဖေတွေမေတွေတူတူနေခဲ့တယ်အမတန်ချစ်ခင်စောင့်ရှောက်တဲ့အမေတွေဖေတွေအခုမရှိတော့ဘူးတံဝေကမဖြစ်နိုင်ဘူးလားမမြဲဘူးဖေတွေမေတွေသားတွေသမီးတွေကိုမခွဲခြင်းမဲ့သူတို့ခင်ဗျာခွဲသွားအနာဂတ်ကိုလည်းကြည့်ပါအောင်ကိုမွေးထားတဲ့သားတွေသမီးတွေသူတို့ကတော့ပျော်ပါနေတာပဲကိုကယောဂါတွေထူးနေပြီးသွားတော့မယ်ဒါကလေးတွေကတောင်းသိပါမသိဘူးသူတို့လိုချင်တာပဲပြောတာပဲငယ်တုန်းကတော့ပစ္စည်းအတွေကစားစရာတွေပေါ့ကြီးလာတော့ဘာတွေလိုချင်လဲမသိဘူးအဲ့ဒါမိဘတွေပူဇာတာပဲဟုတ်တယ်မလားပူဇာဖို့ပဲသိတယ်မိဘတွေကနေဝင်တော့မယ်နေဝင်ကနေခီးတယ်ဖြစ်နေမလားအဲ့ဒီလိုအတိတ်တို့အနာဂတ်တို့ကတံဝေကညာရဖို့အတွက်လောကမှာလည်းစီးပွားရေးအတွက်ထိုက်လျောက်ဆင်ញင်ရဒါကလောကအတွက်တံဝေကရဖို့အတွက်သူ့နေရာနဲ့သူသုံးရတယ်တရားရှုမှတ်တဲ့ဝိပဿနာရှုမှတ်တဲ့အခါကျတော့အတိတ်အနာဂတ်တွေတွေးရမှာလားတော်အောင်လို့ဘယ်လိုရှုရမလဲပြစ္ဆုတ်ပန်တဲ့ထိုင်းနေလည်းပဲထိုင်းနေထိတယ်ဖောင်းနေပိန်နေပေါ့ရရင်လည်းရက်တယ်ပေါ့သွားရင်လည်းသွားတယ်အသေးစိတ်မှတ်နိုင်တာတော့မှသူတော်ကောင်းတို့အကျမ်းသာတော့မှတ်ဖြစ်အောင်မှတ်ကြမှတ်ထားတယ်ထားကျင်တယ်မမှတ်နိုင်နေပါအောင်ထားတယ်မှတ်ဖြစ်အောင်မှတ်သွားရင်လည်းပဲကြွားတယ်လမ်းတယ်ချတယ်ကြွားတယ်လမ်းတယ်ချတယ်မမှတ်နိုင်နေပါသွားတယ်အဲ့လောက်တော့မမှတ်တယ်ဘူးလားသူတော်ကောင်းတို့တစ်ချက်လောက်တော့ရအောင်မှတစ်ချက်ရပါများလို့ဆိုရင်နှစ်ချက်ကဝင်မလေးတော့တရန်တက်ပြီးသွားရင်နှစ်တန်းတက်ဖို့ဝင်မလေးတော့ဘူးကြိုးစားလိုက်နှစ်တန်းပြီးသုံးတန်းဖြစ်တာဒါလို့မလားအဲ့ဒီလိုပဲသူတော်ကောင်းတို့တစ်ချက်ကိုရိုးသေးမှတ်ရင်နှစ်ချက်ကအလိုလိုဖြစ်လာတယ်တို့ဖြစ်ပြမြင်တယ်ဆိုတဲ့နေရာမနေ့ကလည်းပြောခဲ့တယ်အဖြစ်ကိုသာမြင်အောင်ဂရုစိုက်အဖြစ်ဆိုတာပေါ်ရပဲဖြစ်တိုင်းကိုမလွတ်တန်းရှုနိုင်လို့ရှိရင်နောက်ဖြစ်တာနဲ့တွဲနေတဲ့ပြက်တာအလိုလိုမြင်သွားတာပဲရေတစ်ခွက်ပေးပါဆိုရေကြီးပဲယူလို့ရပါပါလာရေခွက်ပါလာအဲ့ဒီလိုပဲရေတစ်ခွက်ဆိုရင်ရေခွက်ပါလာအဲ့လိုအဖြစ်ကိုမြင်အောင်ရှုရင်နောက်ကအပြက်ကအလိုလိုသိသွားတာပဲချက်ချင်းကြီးတော့မသိဘူးအချိန်ရလာရင်ဖြစ်တာကိုမှန်ရင်နဲ့ဖောင်းနေပိန်နေမှန်ရင်နဲ့ပထမတော့ပေါ်လာတာပဲသိတယ်နောက်ကျတော့ပြောင်းသွားလို့ပြက်သွားတာကိုအဲ့ဒါပေါ်တာနဲ့ပြောက်တာတွဲသိတယ်အပြက်ကိုကြီးတမ်းမသိသေးဘူးပေါ်တာနဲ့ပြောက်တာအတွဲလိုက်သိတယ်အဲ့တော့မှပိဋိတွေပါတိတွေအယောင်လင်းနေဖြစ်ကြတယ်မဆွဲဖို့ရဖြစ်စဲမှာမှန်စွာရှုရပါတည်းဖြစ်ခိုက်မရှုယုံနံစုဆွဲမှုဝင်ရောက်သည်တဲ့ယောဂီတို့ခုနကတော့ဗာနဲ့ဆွဲနိုင်တယ်လို့ပြောခဲ့ပါလိမ့်ဒိဋ္ဌိတဏှာနဲ့ဆွဲတာထင်လွဲပြီးဆွဲတာတာယာပြီးဆွဲတာအခုတမှလည်းဒီတိုင်းပေါ့ဆွဲမှုဝင်ရောက်သည်ဗာတွေနဲ့ဆွဲမလဲဒိဋ္ဌိနဲ့ဆွဲမယ်တဏှာနဲ့ဆွဲမယ်
တရားမရှိမှဝိပဿနာတရားမနာဝိပဿနာမရှိမှဘူးဆိုရင်ငါပဲသူပဲဆိုတဲ့ဒိဋ္ဌိနဲ့ဆွဲမှကျင်းနေပဲနောက်တစ်ခါကျတော့ตายပြီးဆွဲမယ်ဒေါသကိုထဲ့မပြောတော့လေသူလည်းဆွဲတဲ့ထဲပါတာပဲရံညိုးတွေအာကာဒတွေအဓိကကတော့ဒီတဏှာကြောင့်ဖြစ်ရတာဆိုတော့တဏှာပဲအဓိကထားတယ်ဒိဋ္ဌုပါရံတဏှုပါရံစာပေမှာဒေါတုပါရံဒေါသနဲ့လည်းဆွဲတာပဲဒေါသထားလိုက်အဲ့လိုထင်လွဲပြီးတော့လည်းဆွဲလန်းနိုင်တယ်တတ်မဲ့ပြီးတော့လည်းဆွဲလန်းနိုင်တယ်အဲ့ဒါဆွဲမှုဝင်ရောက်သည်ဆိုတာအဲ့လိုဆွဲသွားမယ်တဲ့ဒီချာမမလို့ရှိလို့ရှိရင်ဒါကြောင့်မလို့စောရည်တဲ့ပညာတွေကိုခွာနေသမျှခွာပါဆိုတာတမာရိရလာလို့ရှိရင်ဆွဲလန်းတရားတွေပေါ်လာတယ်မျက်စိမိတ်ထားပဲနဲ့မြင်လာတာပဲဟိုဟာမြင်ဒီဟာမြင်ကိုယ်စိတ်မှန်းနေမှန်းတယ်လို့မြင်အဲ့လိုမြင်လာတဲ့အခါကျတော့ဘသူပဲဘယ်ပဲငါမြင်တာမှန်တယ်ငါထင်မှန်းနေတာပဲမလွဲဘူးဒါကအိမ်မှာဗာများဖြစ်နေတယ်လေခန္ဓာကိုယ်ကိုမရှိဘဲနဲ့အိမ်ပြန်ရှိတယ်ကိုယ်တမာရီကိုအတုံးချမှားသွားတတ်တယ်အိမ်မှာဗာဖြစ်နေတယ်လေဘယ်နေရာဘလူကဗာလုံးနေတယ်စအဲ့ဒါတွေရှောက်ကြည့်ကုန်တော့ထင်လွဲပြီးတော့လည်းပဲဆွဲလန်းတယ်ตาရပြီးတော့လည်းဆွဲလန်းတယ်အဲဆွဲလန်းတော့မှန်တာကနည်းနည်းမှားတာကများများအဲ့တော့ဆွဲလန်းတယ်ဆိုတဲ့အမှားတော့ဖြစ်နေပြီဘာအမှားလဲဆိုတော့တက္ကာယဒိဋ္ဌိအမှားကြီးဖြစ်နေပြီတို့ကတက္ကာယဒိဋ္ဌိပြုတ်အောင်အားထုတ်နေတာမလားအဲ့တော့ကိုကမရှိမှဘူးပြက်သွားတာပြောင်းသွားတာတွေကိုနှလုံးမသွင်းပေါ်ရမရှိမှဘူးဆိုလို့ရှိရင်သူပဲငါပဲယောက်ျားပဲမိန်းမပဲဆိုတဲ့အထင်လွဲမှုကြီးကိုပယ်နိုင်မှပယ်နိုင်မှုသဘောတရားတွေပဲလို့သိရင်မသက်သာဘူးလားတော်ကောင်းဒီတိုင်းကြီးဘာမှမရှိမှဖဲနဲ့ယောက်ျားမဟုတ်မိန်းမမဟုတ်ဘူးဆိုလက်ခံဖို့လွယ်ပါမလားရှုမှတ်တော့မှသဘောတွေပဲမြင်တာလည်းသဘောပဲကြားတယ်လည်းသဘောတွေပဲဟောင်းတာပိန်လာလည်းသဘောတရားတွေပဲသဘောတရားတွေကိုသဘောတရားတွေရှုမှတ်နေတာပဲသင်္ခါရတရားတွေကိုသင်္ခါရတရားတွေရှုမှတ်နေတာပဲယုံနာတွေကိုယုံနာတွေရှုမှတ်နေတာပဲစသည်အပြင်သိလာတော့မညာဖုန်ညာမရသေးလို့အမြင့်ပြမပြုတ်တော်လည်းပဲတက်တာကွမရဘူးလားတက်တာကွရတယ်ပေါ်တိုင်းမပြဒီမှာရေးထားမလားဆိုအောင်ပေါ်တိုင်းမပြရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသည်မြင်မမြဲရှင်ရဲ့ဉာဏ်တဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်နောက်တစ်ခေါက်ပေါ်တိုင်းမပြရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသည်မြင်မမြဲရှင်ရဲ့ဉာဏ်တဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်ဝယဓမ္မသင်္ခါရအပမဒေနသံပါဠိထသာတဝေနှလုံးပျော်ပြောင်းဥသူတော်ကောင်းတို့သင်္ခါရယုံနာဓမ္မသင်္ခါရတရားတို့သည်ဝယဓမ္မပျက်စီးတတ်သောသဘောရှိကုန်၏ဝယဓမ္မပျက်စီးခြင်းသည်ဒါလျင်နောက်ဆုံးရှိကြ၏ဝယဓမ္မပျက်စီးခြင်းသဘောကိုမလွန်မြောက်နိုင်ကြကုန်တသမထိုးကြောင့်တုံးမေတင်သူတော်ကောင်းပေါင်းတို့သည်အပမဒေနမမေ့မလျော့မပေါ်မတန်ထက်သန်သောသတိတရားဖြင့်တမ္ပါဒေထတမ္ပါဒေယထဝိပဿနာဉာဏ်တွေမဉဏ်ဖုံဉာဏ်တွေရအောင်ကြိုးစားပွားများအားထုတ်ကြကုန်ရာတည်းဤလိုပြုရSa
သာဓုခေါ်သေးသောတရားမင်းကြီးနှင့်တကွာအာလုံးကြာကြလည်းမြတ်အမြရောမူကြပါကုန်လောသာဓုတရားမင်းကြီးနှင့်တကွာအမြရောမူကြပါကုန်လောသာဓုတရားမင်းကြီးနှင့်တကွာအာလုံးကြာကြလည်းမြတ်အမြရောမူကြပါကုန်လောသာဓုပါဖျားတိချေနိခါလောကသူမြတ်လောင်းများကုသိုလ်ကောင်းမှုရှင်များပေဝေသောကုသိုလ်ကောင်းမှုသုစုတို့ကိုလည်းဖျားလပိတော်တို့ကဝမ်းမြောက်ဝမ်းသာရိုးရိုးသေးသေးသာလူခေါ်ပါ၏သာလူပါဗျာဗုဒ္ဓသာသနာစိရံတေတတုဗုဒ္ဓသာသနာစိရံတေတတုဗုဒ္ဓသာသနာစိရံတေတတုပါဗျာသာလူပါဗျာ